ဝန်ကြီးဒီကနေ့တော့အာဂရိသဒါနအလူအလူမပြေမမလူနဲ့အလူအကြောင်းခွင့်ပြောပါမယ်ရှင်မင်းပြည်သူကောသလမင်းတရားနဲ့မန္လိကဒီဝီမြေများတွေပါအကြီးကျယ်ဒါနလူပါတယ်တော့အဲ့တည်းမြန်မာရဲ့သူတယောက်ကလည်းပဲအကြီးကျယ်လူပါတယ်အလူနှစ်ခုပြန်လူတော့ဖြစ်ပါတယ်အဲ့တော့ရှင်မင်းကနိုင်တဲ့အခါကျတော့သတိရရှုံးပါတယ်သတိရနိုင်တဲ့အခါကျတော့ရှင်မင်းရှုံးသွားတယ်အဲ့တော့လူနေတဲ့အခါမှာနောက်မှကျတော့ရှင်မင်းဆိုတော့ဒီနေ့96ကလေးကုန်ကြခံပြီးတော့လှူတဲ့အခါမှာသတိရမလှူနိုင်ဘူးသူရှုံးသွားပါတယ်အဲ့ဒီအလှူပဲမှာရှင်မင်းကိုခါစားတဲ့ကာလအမတ်နဲ့ဇုံအမတ်ကရှိပါတယ်။ကာလအမတ်ကတော့ရှင်မင်းမို့လှူနိုင်တာဆိုပြီးတော့ဒါရုခေါ်တဲ့အတွက်ဘောတာကကြည်ပါတယ်။ဇုံအမတ်ကတော့အဲ့ဒီအလှူကိုပြင်မခဲ့တဲ့အတွက်နော်အဲ့တော့တိုက်ပြန်နေထုတ်ခံရပါတယ်။နောက်ဘဝတည်တော့လေအပင်ကြီးကြပါတယ်။အခုလည်းပဲဘုန်းကြီးမန္တလေးမြို့မဆိုရင်ကျောင်းကြီးမှာဦးစံမင်းတို့မိသားစုတို့ကစိတ်နေရွှေတွေဗရမကျောင်းကလှူရမှာလေနော်အဲ့လိုတော့တချို့ကသာဓုခေါ်ကြပါတယ်တချို့ကတော့သာဓုမခေါ်ကြပါဘူးနော်သာဓုခေါ်တဲ့ပုဂ္ဂိုလ်ကကုသိုလ်ရကြမှာပါသာဓုမခေါ်တဲ့ပုဂ္ဂိုလ်တွေကတော့ကုသိုလ်များကြပါဘူးအလှူပြင်မလို့ရှိရင်အဲ့အကုသိုလ်အပင်ကြီးကိုကြားနေနိုင်ပါလေလို့ဘုန်းကြီးကနေပြီးတော့ညပူရဘုရားရှင်ကိုရလကဓမ္မပဒအထကရာမှာလာတဲ့ဘုန်းကြီးဓမ္မဒါနအမတဒါနအဖြစ်လိုင်းမော်ကနေပြီးတော့လိုင်းတွင်ကခေါ်ကြလိုက်ပါရဲ့ဓမ္မအပေါင်းသူတော်ကောင်းတို့အားလုံးကိုစိတ်ကကျမ်းမှာချမ်းသာဝမ်းသာလာပြီးတော့မင်းရခဏလေးမှချမ်းသာရပါစေအဲ့တော့မန္တလေးမြို့နန်းတော်ရှိစိတ်ရှိရဏဆေရတော်ဥစိန်တာဝိဇ္ဇတုဗရဏနာယကကာမဌာနစရိယဓမ္မဂတိကမန္တလေးမြို့ညမသွေးပရာဟိတဖော်ဒေးရှင်းဩဝါဒစရိယဆရာတော်30ကျင်းပေါ်ပြုလို့ရှိရင်မဟာဒီဆရာတော်ဘုရားကြီးကနေပြီးတော့အားလုံးလူနဲ့မှတတ်တော်ပါလေကျမ်းမှာချမ်းသာကြပါစေစသည်မေတ္တာကောင်ဆုမွန်တော်ကိုစိတ်မှာကျမ်းမှာချမ်းသာဝမ်းသာလာကြပြီးတော့ဘယ်ညာဖွင့်လေးမှာချမ်းသာရကြပါစေတော့ကဘာကြီးကလည်းအေးချမ်းငြိမ်းချမ်းပြီးတော့မြမပြီးကြီးကလည်းအစင်ထားရတဲ့အေးချမ်းငြိမ်းချမ်းလာဝါပြောပြီးတော့တရားတော်အပေါင်းသူတို့ကောင်းလို့ကိုစိတ်မှာကျမ်းမှာချမ်းသာဝမ်းသာလာကြပြီးတော့ဘယ်ညာဖွင့်လေးမှာချမ်းသာရကြပါစေတော့